အားလုံးပဲမင်္ဂလာပါ။ဘာမင်းကုတ်ကင်းကနေကြိုဆိုပါရစေ။အိမ်မှာတော့ဒီကူလက်ရှယ်လို့ရမယ်ရှက်နီလန်းလေးကိုမျှဝေပေးသွားမှာပဲဖြစ်ပါတယ်။အခုကျွန်တော်ရှက်ပြပေးသွားမှာတော့ဝက်ကောင်းရင်းလေးပဲဖြစ်ပါတယ်။ဒီဝက်ကောင်းရင်းလေးကိုရှက်ရတွင်ဘာတွေပါဝင်လဲဘယ်လိုရှက်လဲဆိုတာကိုကျွန်တော်အသေးစိတ်ရှက်ပြပေးသွားမှာပဲဖြစ်ပါတယ်။ကဲအားဆိုရင်တော့ဆက်လိုက်ရအောင်ဗျာ။ဒါကတော့ကျွန်တော်တို့ဝက်ကောင်းကိုရေပြောင်းဆေးပြီးတော့ကျွန်တော်လှီးထားဖြစ်ပါတယ်။ရွာရင်ရှမ်းနန်းနန်းစက်တုံဖြူနီချင်းထောင်းတာတွေပဲဖြစ်ပါတယ်။ရွာရင်တော့ကျွန်တော်တို့ရင်တော့စီးသက်ပေးရမှာပဲဖြစ်ပါတယ်။စီးသက်ပြီးရှက်လို့ရသလိုစီမသက်ပဲနဲ့လည်းကျွန်တော်တို့လုံးပြီးတော့လည်းရှက်လို့ရပါတယ်။တရားရင်တရားရှက်နေရင်တော့မတူပါဘူး။ဒါပေမဲ့ကိုကြတဲ့လူရှက်လို့ရပါတယ်။ပြီးသွားရင်တော့ကျွန်တော်တို့စနစ်ပုံနဲ့ထည့်ပါမယ်ပြီးသွားရင်ကျွန်တော်တို့စနစ်ပုံနဲ့ထည့်မယ်ပြီးသွားရင်ရောက်တဲ့ပုံနဲ့ထည့်ပါမယ်ပြီးရင်တော့နှောင်းဒီရှာလေးငွေပေးလိုက်ပါမယ်ကျွန်တော်တို့မြုပ်တီးချက်တုံလေးကျွန်တော်မကြမ်းမရှင်းကိုကျွန်တော်တို့ငွေပေးရပါမယ်မြုပ်တီးမကြမ်းရင်ကျွန်တော်တို့ဘိုက်အောင်ပါလိမ့်မယ်အဲဒီတော့ချက်ပြီးဆိုရင်တော့ကျွန်တော်တို့စောဟာစင်သစ်လောက်ထားတဲ့ဝက်ကောင်းလေးကိုထည့်ရမှာဖြစ်ပါတယ်။ထည့်ပါရင်တော့တေချာလေးမှုပေးရပါမယ်။မှုပေးပါရင်တော့ကျွန်တော်တို့ခဏအုပ်ထားလိုက်ပါမယ်။ခဏကြာမှကျွန်တော်ပြန်ပြီးတော့ဖွင့်လိုက်ပါမယ်။ပြီးသွားရင်တော့ကျွန်တော်တို့ခဏပြန်ပြီးတော့မှုပေးလိုက်ပါမယ်။မှုပြီးသွားရင်တော့ကျွန်တော်တို့အရသာမှုတွေထည့်ပါမယ်။ရှုံမုတ်စားမပြရင်နည်းနည်းကျွန်တော်တို့နည်းငယ်စီထည့်ပေးရပါမယ်တိုင်ဝမ်တော့ကျွန်တော်တေချာလေးမွေးမယ်မွေလို့ပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့လိုအပ်သလောက်ရေကိုထည့်ပေးလိုက်ပါမယ်အဲဒီဝိုင်းဆိုရင်တော့ကျွန်တော်တို့ဝတ်သားနူးအောင်လို့ကျွန်တော်တို့အုပ်ပေးထားရပါမယ်တော့ကြာမှကျွန်တော်တို့ပြန်ဖွင့်ကြည့်လိုက်မယ်။ဝင်ဝင်တော့ကျွန်တော်တို့အခုချိန်မှာမလုပ်ရမလဲဆိုရင်ကျွန်တော်တို့အရသာမြည်မယ်။ဝါသာနူးလာမနူးလာအောင်ကျွန်တော်တို့မြည်ရပါမယ်။နူးရဆိုရင်တော့ကျွန်တော်တို့ရေထက်မထဲပဲနဲ့ကျွန်တော်တို့မဆလာထဲပါမယ်။အမွေနှံ့သားတွေပေါ့။အမွေနှံ့သားတွေထဲရပါမယ်။အညီနှံ့တွေပြောင်းအောင်လို့ပြီးသွားရင်ကျွန်တော်တို့ရှမ်းနံနံသုံးပါမယ်ရှမ်းနံမသုံးရင်လည်းရပါတယ်မဆလာတစ်မျိုးတည်းနဲ့လည်းဆင်ပြေပါတယ်ပြီးသွားရင်ကျွန်တော်တို့ခဏပြန်အုပ်လိုက်ပါမယ်အုပ်ပြီးသွားရင်တော့အခုလိုမျိုးမွေးကြိုင်နေတဲ့ဝက်ကောင်းရင်းလေးကိုရပါပြီကဲမိတ်ဆွေတို့လည်းကျွန်တော်ရဲ့ဗီဒီယိုလေးကိုကြည့်ပြီးတော့ကိုတိုင်းအိမ်မှာရှက်စားတက်ပြီးလို့တင်ပါတယ်မရက်တက်တဲ့သူတွေလည်းကျွန်တော်ရဲ့ channel လေးမှာဝင်ရောက်ကြည့်ရှုပြီးတော့ share ကြည့်လို့ရပါတယ်
ကျွန်တော်ဗီဒီယိုလေးကိုစုံအောင်ကြည့်ပေးတဲ့တယောက်ရှိတိုင်းအောင်လည်းကျေးဇူးအများကြီးတင်ပါတယ်နောက်တော့လည်းဘလို့အင်းနေရှက်ပြအောင်မယ်ဆိုတာကိုသိချင်နေဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို like and subscribe လေးလုပ်ပြီးတော့အတိတ်တွေတင်တိုင်းသိအောင်လို့ဘဝကောင်းလောင်းလေးကိုလည်းနှိပ်ထားဖို့မပေးနဲ့နော်ကဲအားဆိုရင်တော့ကျွန်တော်ဗီဒီယိုလေးကိုဒီမှာပဲဆုံးသက်လိုက်အောင်ဗျာအားလုံးပဲဘိုင်ဘိုင်